မင်းတခါလောက်မေးဘူးလားဘာကြောင့်လဲကောင်းတာလုပ်တယ်စိတ်ကောင်းရှိတယ်ကုသိုလ်လုပ်တယ်ဒါပေမဲ့ဘဝကတော့ခက်ခဲနေတော့ပဲမင်းကဒီလိုလူမျိုးဆိုရင်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပါဘာကြောင့်လဲဆိုတော့ကုသိုလ်ကြည်သူတွေဟာတာမန်လူတွေထက်ပိုခက်ခဲတဲ့စံတမှုတွေကိုဖျက်ရတတ်တယ်ဒီမှာကုသိုလ်ကြည်သူတွေမဖြစ်မီကြုံရမယ့်ဒုက္ခ၅မျိုးတက်လူတွေကြောင့်ဖြစ်တဲ့ဒုက္ခမင်းကကူညီတယ်တနာတယ်ဒါပေမဲ့အချို့လူတွေကမနာလဲဘူးတချို့ကမင်းကိုနှောက်ကြောကနေထိုးတယ်တချို့ကမင်းကိုအတုံးချတယ်ဒါဟာမတရားတာမဟုတ်ဘူးဒါဟာစိတ်ကိုစမ်းတတ်တာမင်းနာကျင်နေတော့တနာတတ်နေတယ်ဆိုရင်မင်းစိတ်ကအစိမီလာနေပြီနှစ်ငွေကြီးဒုက္ခတက်ကြတစ်ချိန်မှငွေဝင်လာတယ်နောက်တစ်ချိန်မှပျောက်သွားတယ်အလုကအစင်ပြေမဲ့ထင်တဲ့အချိန်မှပြဿနာတွေဖြစ်လာတယ်ဒါဟာကံမကောင်းတာမဟုတ်ဘူးဒါဟာဟောင်းကန်ရှင်းချင်း plus စီကန်းတင်ပေးခြင်းဒီအဆင့်ကိုကြော်ဖြတ်နိုင်တဲ့သူကနောက်ဆုံးမှာငွေကိုအုပ်ချုပ်နိုင်တဲ့သူဖြစ်လာမယ်ဆုံးအချစ်ဒုက္ခကုသိုလ်ကြီးသူတွေဟာအချစ်ကိုအလွန်တန်ဖိုးထားတတ်ကြတယ်ဒါပေမဲ့အချစ်ကမပြည့်စုံတတ်ဘူးမှားတဲ့လူနဲ့တွေ့တတ်တယ်တင်ခန်းစာပေးဖို့ပဲလာတဲ့လူနဲ့တွေ့တတ်တယ်ဒီနာကျင်မှုကမင်းကိုဖျက်ဖို့မဟုတ်ဘူးဒါဟာမင်းကိုနားလဲစေဖို့နောက်ပိုင်းမှာမင်းမဖတ်တော့ဘူးဆွဲလန်းတော့ဘူးနာကျင်တော့ဘူးလေးတယောက်တည်းဖြစ်တဲ့ဒုက္ခတစ်ချိန်တစ်ခုမှာမင်းကိုမနားလဲတဲ့လူတွေနဲ့ပတ်လည်ဝိုင်းနေလိမ့်မယ်လူတွေကြားထဲမှာရှိနေပြီးတော့မင်းကိုယ်တိုင်ကတယောက်တည်းလို့ခံစားရမယ်ဒါဟာမင်းကိုအတွင်းစိတ်ဖက်ကိုဆွဲခေါ်နေတဲ့အချိန်မင်းကိုမင်းတီးလာမယ်နားလဲလာမယ်ပြီးတော့အတွင်းကနေခိုင်မာလာမယ်ငါမဖြစ်ချင်တဲ့အတိုင်းမဖြစ်တဲ့ဒုက္ခစီမံထားတာတွေပြတ်သွားတယ်မျောလင့်ထားတာတွေမရဘူးဘဝကမင်းနဲ့ပြိုင်နေတယ်လို့ခံစားရမယ်ဒါပေမဲ့အမှန်တရားကဘဝကမင်းကိုပိုတင့်တော်တဲ့လမ်းစီခေါ်နေတယ်ကုသိုလ်ကြည်သူတွေဟာလွယ်ကူဘဝမရဘူးဒါပေမဲ့အတိပဲရှိတဲ့ဘဝရမယ်အဆုံးသတ်မင်းအခုဒီဒုက္ခ၅မျိုးကိုကြုံနေရရင်မင်းဘဝမကောင်းဘူးလို့မထင်ပါနဲ့ဒါဟာမင်းကိုအမြင့်တစ်ခုစီတဲဆောင်နေတဲ့လမ်းကြောင်းပဲနာကျင်မှုတိုင်းကကန်ရှင်းခြင်းပျက်စီးမှုတိုင်းကအသက်တည်ဆောက်ခြင်းမင်းမလဲကြသည့်တည်းမင်းရဲ့ကုသိုလ်ကမင်းကိုပြန်ထန်ပေးမယ်ပိတ်ထင်းစကားတာမန်လူတွေကတက်တာတဲ့ဘဝကိုလိုချင်တယ်ဒါပေမဲ့ကုသိုလ်ကြည်သူတွေကခိုင်မာမှတက်တာမယ်မင်းအဒီနေတီမလဲကြသေးဘူးဆိုရင်မင်းဟာတာမန်မဟုတ်တော့ဘူး